ညစဉ်ညတိုင်းဒီချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရည်တုံးရင်ခုန်မောလျောက်စွာကာကြိုးကားတွေစုံမင်းလာရွှေမင်းသားရဲ့ဘဝဓမ္မတာချိန်မျိုးမှာပရိယေတနာဝမ်းစာကိုရှာရွှေရည်တုံးရင်ခုန်မောလျောက်စွာကာယောကာလွေစုံမင်းလာရွှေမင်းသားရဲ့ဘဝဓမ္မတာမျိုးရင်တော့ညတဲ့ကောင်ရဲ့ပိတ်တဲ့ဘဝနဲ့ဆူဆူညံ့ညံ့မိသားလေးရဲ့အကောင့်ဝန်တန်မဆုံးရှင်မင်းသားလေးဟာမကြခင်မှာတကောင်ရဲ့မိုးစီတကားရွာချင်းနိုင်ရွာရွာချင်းနိုင်ရွာရွာ